1865 ခုနှစ်ဧပြီလ14ရက်နေ့မှာသမ္မတလင်ကွန်းဟာဝါရှင်တန် DC ရှိ Ford's Theater ပြဇာတ်ရုံမှာ Our American Cousin ဆိုတဲ့ပြဇာတ်ကိုတွားရောက်ကြည့်ရှုခဲ့ပါတယ်။လုပ်ကြံသူကတော့ထင်ပေါ်ကျော်ကြားတဲ့ပြဇာတ်မင်းသားတဦးဖြစ်ပြီးတောင်ပိုင်းသားတွေကိုထောက်ခံသူ John Wilkes Booth ဖြစ်ပါတယ်။သူဟာပြည်တွင်းစစ်မှာတောင်ပိုင်းရှုံးနိမ့်မှုကိုမကြည်နပ်တဲ့အတွက်လင်ကွန်းအပါအဝင်အစိုးရအဖွဲ့ဝင်တွေကိုပါတပ်ဖြတ်ဖို့စီစဉ်ခဲ့တာပါ။နှစ်လုပ်ကြံမှုဖြစ်ပွားခြင်းပြဇာတ်ကပြနေစဉ်ည10:15 မိနစ်ခန့်မှာဘူးသာသမ္မတရဲ့တီးတန့်ခန်းထဲကိုတိတ်တဆိတ်ဝင်ရောက်ခဲ့ပါတယ်။သူဟာပြဇာတ်ရုံထဲကလူတွေရင်မောတန်အကျယ်ဆုံးအချိန်ကိုစောင့်ပြီးလင်ကွန်းရဲ့ဦးခေါင်းနောက်ဖက်ကိုတနက်နဲ့အနီးကပ်ပစ်ခတ်ခဲ့ပါတယ်။ထို့နောက်ဘူးသာစင်ညင်ပေါ်ကိုခုန်ချပြီး Sic Semper Tyrannis အာဏာရှင်တွေဟာဒီလိုပဲအဆုံးသတ်ရမယ်လို့ဟစ်အော်ကထွက်ပြေးလွတ်မြောက်သွားခဲ့ပါတယ်။3ထွက်ပြေးခြင်းနဲ့ဖမ်းဆီးရမိခြင်းဘူးသာစင်ပေါ်ကခုန်ချစဉ်မှာခြေထောက်ကျိုးသွားခဲ့ပေမဲ့မြင်းနဲ့လွတ်အောင်ထွက်ပြေးနိုင်ခဲ့ပါတယ်။သမ္မတလင်ကွန်းကတော့နောက်တနေ့မနက်မှာကွယ်လွန်သွားခဲ့ပါတယ်။ဘူးကို12ရက်ကြာအသေးအတန်လိုက်လံရှာဖွေခဲ့ကြပြီးနောက်ဗာဂျီးနီးယားပြည်နယ်ရှိလေကွင်းတစ်ခုထဲကကောက်ရိုးတဲထဲမှာပုန်းနေတာကိုတွေ့ရှိခဲ့ပါတယ်။သူဟာလက်နက်ချဖို့ညှင်းဆန်ခဲ့တာကြောင့်ပြည်ထောင်စုတပ်ဖွဲ့ဝင်တွေကတဲကိုမီးရှို့ခဲ့ပြီးနောက်ဘူးသာတနတ်တိုင်ရနေပြီးတည်ဆုံးသွားခဲ့ပါတယ်။